မင်္ဂလာပါဗျာကျွန်တော်တို့တင်တန်းမှာတင်တဲ့ ICT နဲ့ပတ်သက်တဲ့ idea လေးတခုမျှဝေချင်ပါတယ်ဒါတော့ Go Share ပေါ့လေနော် Go Share မှာ30မိနစ်မှာဖြစ်ပေါ်ခဲ့တဲ့လက်ရှိလည်းဖြစ်ပေါ်နေတဲ့အခြေအနေပြီးတော့ကျွန်တော်တင်တန်းမှာကြာရင်အဓိကကျွန်တော်တို့က Fair Value Gap နဲ့swing low swing high ကိုအဓိကထားပြီးတင်ပါနော်အဲ့ဒီ swing low swing high နဲ့ Fair Value Gap တို့နဲ့ဖွဲ့စည်းထားတဲ့ PD array တွေပေါ့လေနော်ဒီမှာကြာရင်ဒါ swing low ပါနော်တော့ဒါအားလေးကို color လေးနည်းနည်းပြောင်းလိုက်မယ်နော်ဒါ swing low ပါအဲ့တော့ swing low ပြီးရင်ကျွန်တော်တို့ဒီ swing low တစ်ခုရှန်ထားပြီးတော့အပေါ်တက်လာတဲ့အခါဘာပါလာလဲဆိုတော့ Fair Value Gap ပါတယ်အဲ့ဒီ Fair Value Gap ကကျွန်တော်တို့အဓိကစိတ်ဝင်စားတယ်ဒါ trading လုပ်ဖို့ဟို PD array ပါနော်ဒီတော့ swing low တစ်ခုရှန်ထားပြီးတော့ကျွန်တော်တို့Fair Value Gap နဲ့ price တက်လာရင်အဲ့ဒါကို order flow လို့ခေါ်ပါတယ်အဲ့တော့ order flow မှာကျွန်တော်တို့ကဒီတိုင်းဖြစ်တာမျိုးများတယ်တခြား PD array တွေကိုပါရှန်ထားခဲ့လေရှိတယ်နော်ဒီမှာကြတော့ကျွန်တော်တို့ဒါ mitigation block လို့ခေါ်တယ်နော် sorry ပါဒါ mitigation block ပါကျွန်တော်တို့ဒီကောင်ကြတော့ order block ပေါ့လေနော်ပြီးတော့ price ကဘယ်အချိန်မှာကျွန်တော်တို့ရဲ့ဒီစိတ်ဝင်စားတဲ့ Fair Value Gap တွေဝင်လာလဲဆိုတော့ဒီ6နာရီလောက်များရှိမှမသိဘူးနော်အဲ့ဒီအချိန်မှာဝင်လာတယ်ဆိုတော့သတင်းက7နာရီလောက်မှရှိတယ်ဆိုတော့အဲ့ဒီအချိန်မှာဝင်လာပြီးတော့ဒီက reaction ဖြစ်တဲ့ candle ကကျွန်တော်တို့အာကိုဘိုတိတ်မကောင်းတဲ့ candle ပေါ့လေနော်ဒီတော့ဒီနေရာမှာဒါကျွန်တော်တို့ lower time frame ကိုသွားပြီး trade လုပ်ရင်နည်းနည်းပါးပါးတော့ရခဲ့မယ်ပေါ့ဗျာနော်တကယ်တော့ကျွန်တော်တို့စိတ်ရှည်ရင်ဘာကိုစောင့်သင့်လဲဆိုတော့သတင်းထွက်မဲ့အချိန်ပေါ့လေနော်7နာရီသတင်းရှိတယ်ဒီနဲ့တော့7နာရီမှာဖြစ်ပေါ်တဲ့ price session ကိုပို့ပြီးတော့အားကိုးတင်တယ်အဲ့တော့7နာရီကြာတော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ price ကဒီ Fair Value Gap က mitigated ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့သုံးလို့မရတော့တိုးတော့ဒီ swing low ပေါ့လေနော်ဒီ swing low ကတော့ကျွန်တော်တို့ကို trade လုပ်ဖို့အခြေအနေပေးနိုင်တယ်ဘယ်လိုပေးနိုင်လဲဆိုတော့ price ကဒီကိုဆင်းလာပြီးတော့ liquidity sweep လုပ်ပြီးတော့အပေါ်ကိုတက်သွားနိုင်တိုးတော့အဲ့ဒါဒီ swing low အောက်ကိုကျလာတာလေ7နာရီမထိုးသေးဘူးဗျနော်ဒီတော့ price ကဒါ disrespect ဖြစ်တယ်လို့ခေါ်တယ်နော်ဒီ swing low ကို liquidity sweep မဖြစ်တော့ဒါ disrespect ဖြစ်တာပေါ့နော်အောက်ကိုဆင်းလာတော့ဒီမှာကျွန်တော်တို့ order block နဲ့တွေ့ order block နဲ့တွေ့လာတဲ့အခါဒီ candle လေကျွန်တော်တို့ဒီထဲကိုဝင်လာတဲ့ candle ပေါ့နော်ဒီမှာဒါဆွဖြစ်ပါတယ်နော်ကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ဒီကောင်ကိုprevious candle low ပေါ့လေနော်အဲ့ဒီ7နာရီကြော်ပြီးမှအဲ့ဒီ previous candle low ကိုဘာလုပ်လဲဆိုတော့ liquidity sweep လုပ်ပြီးတော့ candle ကအပေါ်တက်လာတော့ candle ကအပေါ်တက်လာတဲ့အခါကျွန်တော်တို့ trade လုပ်ဖို့အခြေအနေပေးလာပါနော်အခြေအနေပေးလာပြီကျွန်တော်တို့ဒီနေရာ draw on liquidity ပေါ့လေနော်ဒီ draw on liquidity ကျွန်တော်တို့ trade လုပ်ဖို့ကျွန်တော်တို့ contest ပေးလာတာပေါ့လေနော်ဒီတော့ဒီနေရာမှာကျွန်တော်တို့ဝင်ရမယ်တကယ်တမ်းကျတော့ဒီကနေဝင်လေကျွန်တော်တို့ရပါတယ်သို့တော့ conservative trader တွေဆိုရင်ဒီမှာဒီ area လောက်မှာပေါ့လေနော်ကျွန်တော်တို့စောင့်ပြီးတော့ limit order နဲ့ဝင်ရင်ဒီနေရာမှာကျွန်တော်တို့ profit တွေကောင်းကောင်းလုပ်နိုင်ခဲ့မယ်နေရာပါဒါကျွန်တော်တို့ရဲ့သင်တန်းမှာသင်တဲ့ thinking process ပေါ့လေနော် thinking process ဒါ ICT နည်းပေါ်မှာမူတည်တဲ့ဒါနိစနစ်မျိုးပါနော်အာဂျိုးဆိုတဲ့လူရဲ့သင်ကြားချက်ပေါ်မှာမူတည်ထားတဲ့ကျွန်တော်ရဲ့ course မှာသင်တဲ့ပုံစံမျိုးပါနော်မိတ်ဆွေတို့အတွက်လည်းဘုသူတန်ရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်